ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့vocabulary ပေါ့နော်တစ်လုံးသုံးလို့ကောင်းတဲ့စကားလုံးလေးတစ်လုံးသင်ပေးချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဗာလဲဆိုတော့ conventional ဆိုတဲ့စကားလုံးပါနော်သူက conventional က adjective မျိုးစားဖြစ်ပါနော်သူကအဓိပ္ပာယ်ကတော့ normal ordinary plain ပေါ့ရိုးရိုးတာမန်ပုံမှန်ပဲဆိုတဲ့ဟာကိုပြောတာပါကဲဒီမှာကျွန်တော်ပြထားတဲ့ဒီပုံလေးပါပေါ့နော်ပုံလေးမှာသူ cartoon လေးနဲ့သူပြထားတယ်Do you think our lamps are interesting ငါတို့ရဲ့ဒီမီးအိမ်တွေရတဲ့စိတ်ဝင်စားဖို့ကောင်းတယ်လို့မင်းထင်လားတဲ့ No they are very conventional ထင်ပါဦးဗျာတဲ့ဒါရိုးရိုးပါပဲတဲ့ပုံစံပုံမှန်ပါပဲတဲ့အဲ့တော့အောက်က more example လေးကိုကျွန်တော်ဖတ်ပြပါမယ်နော် Mr. Kim always dresses in a conventional style a white shirt and a dark tie Mr. Kim ကအမြဲတမ်းနဲ့ရိုးရိုးပဲဝတ်ဘောနော်ရိုးရိုးပဲဝတ်စားတဲ့ပုံစံနဲ့ပုံဝတ်ပါတယ်တဲ့ a white shirt and a dark tie အဖြူရောင်ရှက်အင်းကြီးရဲ့အမဲရောင်ဒီ necktie ရဲ့တဲ့ Do you prefer online banking or conventional banking မင်းက online banking ကိုသဘောကျလားတဲ့ပုံမှန်အတိုင်းဒီ banking ကိုသဘောကျလားတဲ့ I want to paint the walls purple but my conventional wife choose white တဲ့ငါတဲ့နိုင်ငံကိုတဲ့ဒီ purple ပေါ့နော်ရောင်လေးတုတ်ချင်တာတဲ့ဒါပေမဲ့တဲ့ငါရဲ့တဲ့ဒီရှေးရိုးဆွဲမိန်းမပေါ့ဒီမှာတော့ကျွန်တော်တို့ကဒီရှေးရိုးဆွဲပေါ့နော်အဲ့လိုမျိုးပေါ့မိန်းမတဲ့အဖြူအောင်ပဲရွေးလိုက်တယ်ဗျာ Okay နော်ဒါလေးကိုကျွန်တော်တို့ဒီ adjective ပုံစံမျိုးလေးနဲ့သိချာသုံးလို့ရပါတယ် Thank you for your watching ပါဗျာ